ရန်ကုန်ကိုပို့ပေးရမယ်3သိန်းကျော်လို့နဲ့မိတ်ဆက်မပေးခင်ပေါ့နော်စောစောကနနီစီကနေဈေးဝယ်လာတဲ့ချစ်ဆုံးတယောက်ရဲ့ပေါ့နော်အမေလေးကိုအားလုံးသိအောင်လို့နနီဖြည့်ပေးသွားချင်တာဖြစ်တဲ့ပေါ့နော်နနီစီကနေဈေးဝယ်ချင်တာပဲဖြစ်ပေါ့နနီရဲ့ကြတနာလေးကိုချစ်လို့ပဲဖြစ်ပေါ့နနီစီကနေပစ္စည်းလေးတွေဝယ်ယူအားပေးချင်တဲ့သူမှတည်းများဒီ profile လေးကိုအဆုံးထိကြည့်သွားစေချင်ပါတယ်ရှင့်နနီပစ္စည်းလေးတွေရောင်းချတဲ့အခါမှာပေါ့နော်ဒီပစ္စည်းတွေအကုန်လုံးကိုပစ္စည်းတန်ဖို့ဘလောက်ပဲများများနနီအင်ရောက်ငွေချစ်စနဲ့ရောင်းချပေးပါတယ်ဒါပေမဲ့ဒလီကာလေးကြိုယူတယ်ဆိုတော့စောစောကပေါ့နော်ညီမလေးတယောက်ကပေါ့နော်နနီစီကနေပစ္စည်းတွေအများကြီးလာပြီးတော့ဝယ်တယ်စုံနေအောင်ဝယ်တယ်အကုန်လုံးရွေးတယ်အကုန်လုံးရွေးပြီးတဲ့အခါကျတော့ပေါ့နော်နနီကလည်းထုံးစံအတိုင်းပဲပေါ့နော်ချစ်ဆုံးတို့ရေသူကလည်းထုံးစံအတိုင်းမေးတယ်ချစ်ရေအင်ရောက်ငွေချေရလားဆိုတော့ချစ်ဆုံးတို့ရေအင်ရောက်ငွေချေရတယ်နော်ဒါမှမဟုတ်နနီကဒလီကာလေးကြိုယူတယ်ဆိုတော့ပေါ့နော်ဘာဖြစ်လို့ဒလီကာလေးကြိုယူတာလဲဆိုတာကိုသူနားမလဲလို့မေးတာလဲဖြစ်ဖြစ်မဲ့ကျန်လို့သူတွေသိသွားအောင်နနီတိတ်ချာလေးပြောပြချင်ပါတယ်နနီကပေါ့နော်ပစ္စည်းတန်ဖိုးတွေကိုဘလောက်ပဲများများဒလီရောက်တဲ့မျိုးတိုင်းကိုအင်ရောက်ငွေချေရောင်းပေးတယ်ဘာဖြစ်လို့ဒလီကာကြိုယူတာလဲဆိုတဲ့အခါကျတော့ပေါ့နော်ညာတော့အဖြစ်ကတော့ပေါ့နော်ဒလီကာကြိုယူတဲ့သူတိုင်းကပေါ့နော်အကုန်လုံးဒလီကာကြိုယူလိုက်လို့ရှိရင်ပစ္စည်းတွေပို့ဆောင်လာတာအရန်လွယ်ကူတယ်ဘယ်သူမဆိုပေါ့ဒလီကာလွှဲထားပြီဆိုတာလည်းပေါ့အဲ့ပစ္စည်းကိုမျှော်နေကြတယ်ညီမလေးမနေ့ပြန်ရောက်မှလားတစ်ပတ်ခါရောက်မှလားဆိုပြီးမျှော်ပြီးတော့ပေါ့အဲ့ပစ္စည်းကိုပေါ့နော်မြန်လေးရောက်ဖို့အတွက်သူတို့ဘက်ကလည်းနည်းချိန်လုံးဆက်သွယ်လာတယ်သူတို့ဒလီကာလွှဲထားတာနဲ့အမျှပေါ့နော်ပစ္စည်းလေးတွေမရောက်ဘူးနည်းကိုကွန်တက်လုပ်ကြတယ်စစ်ဆုံးရင်တော့ဒလီကာလွှဲထားပြီနော်2ရက်ရှိနေပြီပစ္စည်းကမရောက်သေးဘူးလားလာပြီးတော့ကွန်တက်လုပ်ကြတယ်ဒါပေမဲ့လို့တချို့တော့သူတွေကြားတော့ပေါ့နော်နည်းဒလီကာလေးကိုကြိုပြီးတော့ချစ်ဆုံးရေဒလီကာလွှဲဖို့အဆင်မပြေဘူးဆိုနည်းဒလီကာလေးကိုပေါ့နော်ကြိုပြီးတော့မယူလိုက်ဖဲနဲ့ပေါ့နော်စေတနာကောင်းစွာနဲ့ပို့ပေးလိုက်တဲ့ပါဆယ်လေးဆိုပြီးပေါ့နော်ပို့လိုက်ပြီးတော့2ရက်3ရက်နေပြီဆိုရင်ဒလီသမားစီကဖုန်းလာပြီအမကြီးဘယ်မျိုးကနော်အဲ့ဒီ customer ဖုန်းလုံးဝခေါ်လို့မရဘူးအဲ့ဒီပစ္စည်းလေးဘယ်လိုလုပ်မှာလဲ return ပြန်တင်ရမှာလားဆိုပြီးတော့လာတယ်အဲ့ဒါအောင်လည်းဒလီကာကြိုယူရတဲ့အကြောင်းရင်းကတော့ customer လက်ထက်ကိုပစ္စည်းကိုစိုက်မြန်ဆန်ရောက်သွားစေတဲ့စေတနာတောက်မှုလို့ပေါ့နော်ဒလီကာကိုကြိုယူတာဖြစ်ပါတယ်ဒလီကာကြိုတင်မယူထားတဲ့ပါဆယ်လေးဆိုရင်ပေါ့နော်များတော့ပြန် return ဖြစ်တယ်များတော့အပြင်ပစ္စည်းလိုချင်တဲ့သူမှတ်တမျှကဒလီကာ4500အောင်တော့ကြိုလွှဲရတဲ့တက်တိရှိတယ်ကြိုလွှဲကြတာဖြစ်ပြီးတော့ပေါ့နော်တချို့တော့ပြဿနာရှာနေတဲ့သူကဒလီကာလေးကြားမှာပေါ့နော်ကတိကတက်နေပေါ့နော်မယူချတဲ့သူတွေလည်းရှိတဲ့အတွက်သူတို့အတွက်လည်းနည်းဘာမှမပြောလို့ဘူးဘာလို့ဆိုတော့နည်းကိုယ်တိုင်နဲ့ကလည်း4500 5000လောက်ကတော့လိမ့်စားမဲ့အတန်းစားထဲမှာမပါတာဖြစ်တဲ့အတွက်ပေါ့နော်ဒီရရှိနည်းပြန်လေးပစ္စည်းလေးတွေချစ်လို့ပဲဖြစ်ပေါ့နော်ရတနာလေးကိုနှစ်သက်လို့ပဲဖြစ်ဝယ်ယူအားပေးနေဆိုရင်တော့ဒလီကာလေးတော့ကြိုလွဲနိုင်မှသာဘိုက်ပါကိုလာခဲ့ပါလို့တေချာလေးပြပြချင်ပါတယ်ဒါလေးကတော့ပေါ့နော်ရန်ကုန်ကိုပို့ပေးရမယ်ဆွေတပတ်လေးဖြစ်ပါတယ်ဒါလေးကတော့ပေါ့နော်အချိန်ကတော့90တာလောက်ရှိတယ်အရှိက54လက်မှရှိတယ်ဒါလေးဆိုညီမကိုရက်2သိန်းစုံလေးနဲ့ရောင်းချပေးတာဖြစ်ပြီးတော့ပေါ့နော်နောက်ထပ်ဒီညီမလေးဝယ်ယူအားပေးသွားပြီလို့ရှင်ပေါ့နော်ကြောက်စိမ့်ပေးရလေးပါပါတယ်အရန်လာတယ်ဒီရက်ပိုင်းရန်ကုန်ကချစ်ဆုံးနေမယ်နီးကိုတောက်လျှောက်အားပေးချတာပေါ့နော်ဒီမှာပါဒီကြောက်စိမ့်ပြစ်လေးဆိုလို့ရှိရင်လည်းအရန်လာပါတော့မြန်မာငွေကျပ်3000စုံနဲ့ရောင်းချပေးလိုက်ပြီးနောက်ထပ်ခြေပေါ်လုံးလေးပေါ့နော်ဒါလေးဆိုလည်းမြန်မာငွေကျပ်2000စုံနဲ့ရောင်းချပေးလိုက်ဖြစ်တယ်ပေါ့နော်အခုလိုမျိုးဒလီကားတွေကြွတင်သွင်းပြီးမှဝယ်ယူအားပေးကြတဲ့တူတယောက်တောင်လေကျေးဇူးအများကြီးတင်လို့ဝင်းရံပေးနေကြတဲ့ချစ်ဆုံးလေးတွေအားလုံးကိုလည်းကျေးဇူး